ပရီးမီးယားလိမှာတန်းဆင်းခဲ့ဖို့တဲ့အသင်းကြီး10သင်းစင်ကြီးလောင်းကန်တူကမျိုးကို Special 2 Sports စီကိုလမ်းဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဆိုတာအနေအမြင့်အတက်ကြများစွာရှိလို့နေပါတယ်မနေ့ကအောင်မြင်ပေမဲ့ဒီနေ့အဆင်မပြေမပြေလိမ့်မယ်ဒါပေမဲ့မနေ့ကအဆင်မပြေပေမဲ့လည်းဒီနေ့တော့အောင်မြင်ခြင်းအောင်မြင်လိမ့်မယ်ဒါဟာလူသားတွေရဲ့ဘဝတစ်ခုပါပဲဒါဆိုရင်ကျွန်တော်တို့ကိုပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေစသဖြင့်ရသောမျိုးစုံ base man နေတဲ့ကျွန်တော်တို့အားပေးနေတဲ့ဘလုံးကလပ်အသင်းတွေကရောဘလို့အခြေအနေမျိုးတွေရှိခဲ့မလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ပါမယ်ကဲဒီတော့ဒီနေ့ကျွန်တော်တို့ Special 2 Sports စီကနေတင်ဆက်ပေးမှာကခေါင်းစဉ်အတိုင်း Premier League မှာတန်းဆင်းခဲ့ဖို့တဲ့ကလပ်အသင်း10သင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ရဲ့စီစဉ်လေးကိုစလိုက်အောင်ပါနံပါတ်1အာဆင်နယ်တန်းဆင်းခဲ့သည့်ရာသီကတော့1910နဲ့1913ရာသီပဲဖြစ်ပါတယ်အာဆင်နယ်အသင်းဟာ1992ခုနှစ်မှာစတင်ခဲ့တဲ့ Premier League မှာဘယ်တော့မှတန်းမဆင်းခဲ့ဘူးပါဘူးအင်္ဂလန်ထိပ်သီးလိသမိုင်းမှာလည်း1913ခုနှစ်ကနေစတင်ပြီးတစ်ကြိမ်တည်းသာတန်းဆင်းခဲ့ပြီး1919ခုနှစ်မှာ Premier League ကိုပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းနှစ်ပေါင်း100ကျော်အဆက်မပြတ်တန်းအရင်ဆုံးတန်းမဆင်းရပဲရပ်တည်နေတဲ့ကလပ်အသင်းတစ်သင်းလည်းဖြစ်ပါတယ်နံပါတ်2 Manchester United တန်းဆင်းခဲ့ရတဲ့ရာသီကတော့1983 1984ရာသီပဲဖြစ်ပါတယ်။ Manchester United အသင်းဒီ level Premier League မှာတန်းမဆင်းခဲ့ဘူးပါဘူး။သို့တော်လည်းအင်္ဂလန်ပထမတန်း Division 1ခေတ်တုန်းကတော့1983ခုနှစ်1984ခုနှစ်ရာသီအတွင်းအဆင့်21ဖြစ်တန်းဆင်းခဲ့ရဘူးတဲ့တမိုင်းဆိုကြီးလည်းရှိပါတယ်။နောက်တစ်ရာသီမှာတော့ Manchester United အသင်းကဒုတိယတန်းချန်ပီယံဖြစ်ပြီးထိပ်တန်းလိကိုချက်ချင်းပြန်ပြီးတော့တန်းတက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်3 Manchester City လက်ရှိ Premier League ကိုစိုးမိုးထားတဲ့ Man City အသင်းကလည်းပဲ Premier League မှာ2ကြိမ်တိုင်တန်းဆင်းခဲ့မှုတဲ့မှတ်တမ်းဆိုရှိနေပါတယ်။ Man City အသင်းကတော့1995-96ရာသီမှာ Premier League ကနေတန်းဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။1999-98ရာသီမှာတော့ Championship တင်မကပဲ League 1အထိပါစံချိန်တင်ကျဆင်းခဲ့မှုတဲ့တမိုင်းဆိုလည်းရှိပါတယ်။2000-2001ခုနှစ် Premier League ကိုပြန်လည်ပြီးတော့တန်းတက်လာခဲ့ပြီးနောက်တရားဒီအကြာကစားပြီးတော့ထပ်မံပြီးတော့ Championship ကိုတန်းဆင်းခဲ့ရတဲ့တမိုင်းဆိုလည်းရှိခဲ့ပါတယ်။နံပါတ်4Chelsea တန်းဆင်းခဲ့မှုတဲ့ရာသီကတော့1989-1988ရာသီပဲဖြစ်ပါတယ်။ Chelsea တင်ဟာ1990 Premier League စတင်ချိန်မှစပြီးတန်းမဆင်းခဲ့ဘူးပါဘူး။သို့တော်လည်း Chelsea တင်ဟာ Premier League တမိုင်းမှာ9ကြိမ်တိုင်တန်းဆင်းခဲ့မှုပြီးနောက်ဆုံးတန်းဆင်းခဲ့ရတဲ့ရာသီမှာ1989-1988ရာသီလည်းဖြစ်ပါတယ်။1988-89ရာသီမှာ Championship မှာအမှတ်ပေးချန်ပီယံဖြစ်လာကပြန်လည်ပြီးတော့ Premier League ကိုတန်းတက်လာနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။နံပါတ်5 Liverpool တင်ဟာ Premier League ခေတ်မှာတန်းမဆင်းဘူးတော့အသင်း6သင်းနဲ့ကတသင်းဖြစ်ပါတယ်။တမိုင်းတစ်လျှောက်နောက်ဆုံးတန်းဆင်းခဲ့ရတဲ့ခုနှစ်မှာ1953-54ရာသီဖြစ်ပြီး Championship မှာ8ရာသီကြာတောင်တင်နေခဲ့ရမှာဂျိုးဂျာနီအသင်းရဲ့နီးပြဘီရှန်ကလီရဲ့လက်ထက်1961-1962ရာသီမှာ Premier League ကိုပြန်လည်ပြီးတော့တန်းတက်လာနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။နံပါတ်6 Tottenham Hotspur တန်းဆင်းခဲ့ရတဲ့ရာသီကတော့1986-1989ရာသီပဲဖြစ်ပါတယ်။စပါတင်ရလည်းပဲ Premier League ခေတ်မှာတော့တန်းမဆင်းခဲ့ဘူးပါဘူး။တိုးတော်လည်း1986-89ရာသီကအင်္ဂလန်ပထမတန်းလိမှာအောက်ဆုံးအဆင့်ဖြင့်တန်းဆင်းခဲ့ရပြီးနောက်တစ်ရာသီ1989-88ရာသီမှာ Championship မှာဒုတိယနေရာရကထိပ်တန်းလိကိုပြန်လည်ပြီးတော့တန်းတက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်9 Aston Villa Premier League မတီထောင်မီကရော Premier League စတင်ချိန်တွင်မှာအစင်လာကြီးမားခဲ့တဲ့ Aston Villa အသင်းဟာ2015-2016ရာသီမှာရမှတ်18မှတ်သာရရှိခဲ့ပြီး Premier League မှာပထမဆုံးအကြိမ်တန်းဆင်းခဲ့ရပါတယ်။ Championship မှာ3ရာသီကြာကစားခဲ့ပြီး2018-2019ရာသီ Play-off မှာတစ်ဆင့် Premier League ကိုပြန်လည်ပြီးတော့တန်းတက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်10 Newcastle အင်္ဂလန်ရဲ့ပရိသတ်တွေအခိုင်အမာရှိသောအသင်းကြီးအသင်းဖြစ်တဲ့ Newcastle ဟာ Premier League မှာ2ကြိမ်တိုင်တန်းဆင်းခဲ့ရပါတယ်။နံပါတ်9 Leeds United 2003-2004 2000ပြည့်နှစ်ဝန်းကျင်ကဥရောပချန်ပီယံလိစူပါဖိုင်နယ်အထိတက်နိုင်ခဲ့တဲ့ Leeds United အသင်းဟာဘန်နာရဲ့ချက်တဲတွေများကြောင့်2003-2004မှာတန်းဆင်းခဲ့ရပြီးတတိယတန်းလိဖြစ်တဲ့ League 1အထိပါကျဆင်းခဲ့က16နှစ်ကြာမှ Premier League ကိုပြန်လည်ပြီးတော့တန်းတက်လာနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။နံပါတ်10 Everton အသင်းကလည်းပဲ Premier League ခေတ်မှာလုံးဝတန်းမဆင်းခဲ့ဘူး။အင်္ဂလန်ထိပ်တန်းလိတမိုင်းတွေလည်းပွဲအရေးအတွက်အများဆုံးကစားထားတဲ့အသင်းဖြစ်ပြီးနောက်ဆုံးတန်းဆင်းခဲ့ရသည်မှာ1950-51ခုနှစ်ကဖြစ်ပါတယ်။1953-54ရာသီမှာဒုတိယတန်းမှာပြန်လည်တန်းတက်လာခဲ့ပြီးနောက်ပိုင်းယနေ့ထိအင်္ဂလန်ထိပ်တန်းမှာဇက်တက်ရက်တည်နေခဲ့တဲ့ရာသီတွေဟာရာသီပေါင်း80ကျော်ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။